တန်ပေါက်အဝါစာ9200ဆိုလို့ကျွန်တော်12ပွဲစားခဲ့တယ်ဗျာစိုင်းပိုင်ရှင်ဒီဗီဒီယိုမမြင်ပါစေနဲ့လို့မျှော်လင့်ပါတယ်အားနာလို့ပါ9200နဲ့တန်ပြီတန်ပေါက်အဝါစာ9200တဲ့ကွာငါနဲ့မတွေ့သေးလို့အိုက်ဆိုင်အိုက်ဈေးရောင်းရတာပါအပုံစံပေးပါမယ်ဒီမှာမြန်မာတလေးလေးကြည့်ပါမယ်အာရောက်ဟိုမှာနေပိုင်းနဲ့ပဲဒိုးထောင်လာလောက်ပြီးပြောဟာညီလေးအာဟုတ်တယ်ဟာညီလေးနေပူကြီးလေးဗာရက်လုံနေရတော့ပျော်လို့အဲ့မင်းပြောတာရေးမကြည့်ဘူးမင်းတို့ဆိုင်တန်ပေါက်တစ်ပွဲအဝါစားကို9800ဆိုတန်ပေါက်တစ်ပွဲကို9200လိုက်ပွဲအဝါစားလိုက်ပွဲကအဝါစားပေါက်တစ်ပေါက်ပဲโอเคဒီဘန်းနဲ့စားမယ်အဆင်ပြေမလားအဆင်ပြေတယ်မကုန်တော့ရွာမှာရတယ်ဒီဓမ္မတော်ဝဲ9000နေရဟုတ်လားလိုက်ပွဲအဝါစားငါမေးခဲ့ပြီးပြီညော့ကြီးဓမ္မတော်ဝဲဟုတ်ပြီ10ပွဲစာထည့်လိုက်ဓမ္မကိုပေါင်ဝဲတစ်ပေါင်ပဲထည့်9000နေရပြန်မန်းနဲ့တော့ဟမ်မကုန်ရင်လည်းရွာမှာမကုန်ကြအကြောင်းမရှိဘူးဓမ္မပြင်သွားလာပဲဟုတ်ပြီဖျောင်းနေဓမ္မ10ဝဲလာတယ်ဟုတ်ပြီတော်စားနိုင်တဲ့လူပါဒီလေဟင်းရပကကြီးနဲ့ချပေးလို့ရလားဟုတ်ရေကျေးဇူးပဲဒီဟာလေးတွေက15လုံးလောက်ဖောက်ပြီးထည့်ပေးပါလားဟုတ်ပြီနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရုပ်တော်ရိုက်ဘာပဲပေါ်ပြီးချပေးနော်ဟုတ်ကဲ့ကိုလေးရိုက်ဟုတ်ပြီဟုတ်ပြီတော့ရဲဟင်းကဲဆွဲပြီတော့ရဲဟင်းဒီပါစစ်တောင်းတယ်ကွာဆမ်းမယ်ရှိဆောင်မဝတ်မှန်ကန်တော့မကောင်းဘူးလို့ထင်ထားတဲ့ဆိုင်တွေ့ပြီဟုတ်ကဲ့ပြောပါတယ်မကုန်ရင်ရောရမှာဖာတော့အဲ့ဒီခဏတောက်လို့တောင်းတောင်းနဲ့လူကမကုန်တာဘဲပဲမဲ့ဒူးရင်ဖာလို့တာပြောင်းဒီဆိုင်ငါ့ကိုကြောင်ညာခေါ်ရိုက်ချင်ကြောင်ဆောင်ပြီးငါ့ကိုဖြုတ်တာနေမှာဒံပေါက်တဲ့ဒူးရင်လေးဖာလို့တာတဲ့မအုံတို့တုံရဲနဲ့ဒီလိုက်ပွဲနှစ်ပွဲလောက်ပေးပါဦးလိုက်ပွဲမစုံမရုပ်ကောင်းနဲ့မစုံမရုပ်ကောင်းကဲတရုတ်ဟင်းနဲ့တံပေါင်းနဲ့တွေ့ယူပေါ့ကွာ